အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel နဲ့တော့မတက်ဆိုင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနည်းပညာလေးဘုဟုတဖြည့်လို့ရအောင်ကျွန်တော်ဒီ1တို့တင်တဲ့နည်းလေးကိုတင်ပြပေးတာမှာဖြစ်ပါတယ်ကျွန်တော်ရဲ့လက်ထက်မှာကျွန်တော် uploading system USB ပို့လုပ်ထားတဲ့USB device တစ်ခုရှိတယ်ဒီထဲမှာကျွန်တော်1တို့10ကို post လုပ်ထားတယ်ဒီ post လုပ်ထားတဲ့ post လုပ်တဲ့နည်းကိုတော့ကျွန်တော်ပြောပြတာဘူးDVD နဲ့ရတယ် USB နဲ့ရတယ်ပေါ့နော်DVD တမားတွေက DVD နဲ့လုပ်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်အများကြီးမပြောဘူးကျွန်တော်အခု Windows တင်မဲ့format လုပ်မဲ့ဟာကHP မျိုးစား model HP မျိုးလည်းဖြစ်တယ်ဆိုတော့လို့ဆိုကျွန်တော်ဒီ USB ပို့ကိုထည့်လိုက်မှာကျွန်တော်ဘာဖြစ်လို့တော့ကျွန်တော် Windows တင်ရလဲဆိုတော့ကျွန်တော်လက်တော့တုံးတာကြာလာပြီဆိုတော့ပစ္စည်းတွေကလည်းများကျွန်တော်ပစ္စည်းတွေကမလွဲတဲ့ဟာတွေရှင်းထုတ်ဖို့တစ်ခုချင်းစီရှင်းထုတ်ဖို့ကြတော့အဲ့လောက်ထိကောင်းစားမခံနိုင်ဘူးပေါ့နော်တော့ USB ပို့အရင်ဝတ်ဆုံးထည့်လိုက်မယ်ထည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့လိုကိုဆုံးပဲ shortcut key နဲ့ကျွန်တော် Windows E ကိုနှိပ်လိုက်โอเคကျွန်တော်Windows Explorer ဖွင့်လိုက်မယ် Windows Explorer ဖွင့်လိုက်လို့ရှိရင်ကျွန်တော်ကဒီနားမှာကျွန်တော် my computer my PC တွားမယ်ဆိုရင်ကျွန်တော်ထည့်ထားတဲ့ operating system ထည့်ထားတဲ့ USB ပို့လုပ်ထားတဲ့ဟာဒီလိုမျိုးပါနော်ဒါ Windows 10 post လုပ်ထားတယ်ဒါဒီ USB ရပြီဆိုရင်ကျွန်တော်ကဘာလုပ်မလဲcollect start menu ကိုတွားမယ်ပြီးရင်ကျွန်တော်က power ကိုတွားမယ်ပြီးရင်ကျွန်တော်ကဘာလုပ်မလဲဆိုတော့ကျွန်တော်အဲ့ shut down လုပ်ပြီးတော့လုပ်လို့ရတယ်ကျွန်တော်တော့restart လုပ်မယ်ကျွန်တော်ဒါမလုပ်ရလဲတော်တော်ကြာပြီမေ့ကုန်ပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ဒါလေးကကြတော့မိတ်ဆွေရတော့ထောက်ပြီးဖြစ်ပြုမယ်လို့မျှော်လင့်ပါတယ်ဆိုတော့ဒါဆက်တည်တဲ့အထီကိုစောင့်အောင်ပါနော်โอเคဆက်တည်သွားပြီဆိုလို့ရှိရင်ပြန်ထတဲ့ F2 ကိုနှိပ်ပါ sorry ကျွန်တော်နောက်ကျသွားတယ်ပါခရုကိုပိတ်okay ပါခရုကိုတစ်ချက်နှိပ်လိုက်ပါဖွင့်လိုက်မယ်စက်ကဒီလိုပုံစံတက်လာတဲ့ F2 ကို3-4ချက်လောက်ခောက်ပြီးဒီလိုပုံစံပေါ်လာပြီဆိုရင်ကျွန်တော်ခဏရပ်ပြီနော်ဒါကကျွန်တော်ရဲ့ external hard disk ကြောင့်ဖြစ်တဲ့ error ပါပြဿနာပါတချို့လူတွေဆိုလို့ရှိရင်ဒီနေရာမှာတန်းရောက်သွားလိမ့်မယ် post menu ပေါ့နော်sorryကျွန်တော်ရဲ့ external hard disk ကြောင့်ဒါပြဿနာတက်နေတာပေါ့နော်ဆိုတော့ဒါကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီနေရာရောက်လာပြီဆိုရင်ကျွန်တော် F9 ကိုခေါ်ရမယ် F9 ကိုခေါ်ရမယ်နော် okay ကျွန်တော် F9 ကိုဝင်မယ်enter ခေါက်မယ်ပြီးရင်ကျွန်တော်ဒီမှာကျွန်တော်ရွေးချယ်ထားတဲ့ကျွန်တော် USB ထည့်ထားတဲ့အတွက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် USB stick ကိုရွေးထားမယ်ပြီးတော့ပြီးရင်ကျွန်တော် enter တစ်ချက်ခေါက်မယ် okay ဒီလိုပုံစံနဲ့ရလာပြီဆိုရင်ကျွန်တော်ခဏဆောင်ပါနော် USB ပို့ထဲကWindows 10 system လောက်နေပါနော်ကျွန်တော် Windows 7ကြိုက်တဲ့လူဆိုရင် Windows 7
တုံးပြလို့ရတယ် OS ကို64 bit လား32 bit လားပေါ့နော်ဒါမျိုးလေးကိုစိတ်ကြိုက်ရွေးပြီးတော့32 bit သုံးရှင်လို့32 bit ပေါ့နော်64 bit သုံးရှင်လို့64 bit အများတော့အဖြစ်ကဒီ64 bit ကကောင်းတယ်ကျွန်တော်အခုတုံးနေတဲ့ Windows 10 OS ကလည်းuploading system ကလည်း Windows 10 64 bit ပေါ့နော်okay ဒီလိုမျိုးပုံ menu Windows တက်လာပြီဆိုရင်ဒီ Windows တင်တာ45မိနစ်လောက်ကြာတယ်เนาะကျွန်တော်ဗီဒီယိုကြားတဲ့နေရာလေးဆိုကျွန်တော်ဗီဒီယို post လုပ်ပြီးတော့ဖြည့်ချင်းပါเนาะနေ့ဆိုရင်နားလည်အောင်တင်ပြပေးသွားမယ် okay ပြီးတော့ဒီနေရာမှာဘာသာစကားရွေးမယ်ဘာမှလောက်စရာမလိုဘူးဒီတိုင်းပဲကျွန်တော်ဒီနေရာမှာ Windows အမျိုးအစားရွေးလို့ရတယ်နော် okay Windows အမျိုးအစားရွေးလို့ရတယ် okay အဲ့ဒါကျွန်တော်ဒီမှာဆက်သွားလိုက်မှာနော် okay ဒီနေရာမှာကျွန်တော် Windows အမျိုးအစားကျွန်တော်ရဲ့ Windows operating system Windows အမျိုးအစားရွေးမယ်ကျွန်တော်ကတော့အမြဲတမ်းအသုံးပြုနေကြ Windows 10 Home ကိုအသုံးပြုနေကြတော့ပေမဲ့မိတ်ဆွေတို့ကကိုကြိုက်တဲ့တရားကိုအသုံးပြုလို့ရတယ်ကျွန်တော်ကတော့ Windows 10 Blue Windows 10 Blue ဘာဖြစ်ပေါ်တော့ကျွန်တော်အသုံးပြုနေကြဒီဥစ္စာပဲအသုံးပြုလိုက်မယ်ပြီးသားပြီဆိုရင်ဘယ်ကိုတမ်းမလဲအောက်မှာnext ရပါတော့အောက်မှာ okay ကျွန်တော်ဒီနေရာမှာဆက်သွားလိုက်မယ် okay ဒီနေရာမှာရေးကြည့်ပါတယ်ဒီနေရာမှာရေးကြည့်ပါတယ်အဲ့ဒါကိုကျွန်တော်က Windows format လုံးမှာ Windows တင်မှာပြကျွန်တော်ရှိခဲ့ပြီးသား data တွေကပါလာမှာမဟုတ်ဘူးကျွန်တော်တရားတွေကို hard disk ထဲမှာရှိရအားတွေအကုန်လုံးဖြတ်ပလိုက်မယ်ပြီးရင်နောက်တစ်ခုလည်းဖြတ်မယ်ပြီးရင်ရုပ်စာလည်းဖြတ်မယ် okay ပြီးသွားပြီဒီ channel တစ်ခုမှာကျွန်တော်ဘာလုပ်ရမလဲဆိုတော့အဲ့တစ်ခုမှာကျွန်တော် hard disk အမျိုးအစားကိုကျွန်တော်ဖွဲ့ရမယ်ကျွန်တော်ကတော့အဲ့ဒါနေရာမှာအများအားယူနေကြ80ပေါ့နော်ကျွန်တော်80ယူနေကြဒီမှာကျွန်တော်ရဲ့ hard disk က900 GB ပဲရှိတယ် GB ပဲရှိတယ်ကျွန်တော်အဲ့နေရာမှာဗာဆက်လုပ်မလို့ဆိုတော့ကျွန်တော်ဒီနေရာမှာကျွန်တော်ဘယ်လောက်ယူမလဲဆိုတော့ဒီမှာတော့ကိုကပြထားတဲ့အတိုင်းဒါကျွန်တော်ဖြတ်လိုက်လာယူမယ်ဆိုတော့250ပဲ250မဟုတ်ဘူးเนาะ80ယူ80ပဲယူမယ်80ဆိုရင်လုံလောက်ပြီကျွန်တော်80ဆိုရင်လုံလောက်ပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲတော့ကျွန်တော် apply လုပ်မယ် apply လုပ်ပြီးအဲ့ဒီကောင်နောက်ထပ်တစ်ခုပေါ်လာတဲ့ဟာကိုကျွန်တော် external hard disk ကိုကျွန်တော်ဖြတ်ပလိုက်ဒီလိုပုံစံနဲ့ရလာပြီဆိုကျွန်တော်တို့ကနောက်ထပ် next ကိုတွားလိုက်မယ်ဒါဆိုရင်ဒီနေရာမှာဒါတွေပြီးသွားပြီဒါတွေအားလုံးပြီးသွားပြီးမှဒီမှာ 100% ပေါ့နော်ရာခိုင်နှုန်းပြည့်မှဒီဒီ Windows ကပြန်တက်လာမှာဖြစ်တယ်ပြီးပြီဆိုရင်ကျွန်တော်ရဲ့ Windows ကလုံးဝအသစ်စစ်စစ်ဖြစ်ပြီးတော့ကျွန်တော်ထဲမှာဘာမှမရှိတော့ဘူးเนาะ Windows operating system အသစ်တင်လိုက်ရပါတော့ဆိုတော့ကျွန်တော်ဒီဥစ္စာကိုခဏလေးဗီဒီယို post လုပ်ထားမယ်ကျွန်တော်ဒါလေးကတော့နည်းနည်းလေးစောင့်ရပါတော့เนาะဒီကအဲ့ဒါကို
အခုသွားနေတရားရခိုင်တော့ပြင်လဲကွန်ပျူတာခဏတည်သွားမယ်ပြီးရင်သူတွက်တဲ့သူပြန်တက်လာလိမ့်မယ်နော်ကွန်ပျူတာတွက်ပြန်တက်လာလိမ့်မယ်ပေါ့ဒါပေါ့အဲ့လိုမျိုးပေါ့ဒါဒီတရားရဲတရားရခိုင်တော့ပြီးတဲ့ချီကိုစောင့်ရမယ်ဘာ64ရခိုင်တော့ရှိโอเคကအပေါ်မှာတရားရခိုင်တော့ပြီးသွားပြီဆိုရင်ဒီနားမှာခဏဆောင်ရအောင်ပေါ့နော်ဒီအားလည်းနည်းနည်းလေးတော့ကြာတယ်ဒီမှာအောက်မှာအစင်းရောင်လေးနဲ့ line တွားတယ်ရှိတယ်အဲ့ဒါလေးပြည့်သွားတဲ့ထိဆောင်ရပေါ့နော်ဒါအထဲမှာရှိတဲ့ data တွေအားလုံးကို format လုပ်ဒါဆိုတော့ကွန်ပျူတာခဏလေးတည်သွားမယ်ပေါ့နော်ပြီးရင်အတွက်သူပြန်တက်လာတယ်โอเคဆိုတော့ဒါဘာလုပ်ကြမလို့ဒီတိုင်းပဲထိုင်ပြီးတော့ကြည့်နေရုံပဲโอเคတရုပ်စာနည်းနည်းလေးစောင့်ရအောင်နော်ဒီမှာလည်းနည်းနည်းလေးစောင့်ရတယ်ဒီနေရာမှာသူကဒီမှာတော့ကြာမဲ့တော့ဗီဒီယိုခဏလေးဒီဗီဒီယိုကျွန်တော်ပဲ channel မှာတင်မလဲတော့မသိဘူးเนาะကျွန်တော်ပဲ channel မှာပဲတင်ကျွန်တော်ရဲ့ဗီဒီယိုsubscribe လုပ်ပေးကြပါအားပေးကြပါဗောနော်ကဲဒီနေရာမှာရောက်လာပြီဆိုတော့ကျွန်တော်တို့မှာလောက်စရာလေးရှိနေပြီစာမတတ်ပြီမတတ်နေတော့ဒါဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့မသိဘူးကဲအဲ့တော့ကျွန်တော်ဒါ window further key ပေါ့နော်window further key ကျွန်တော် window license ထည့်ခိုင်းတယ်ကျွန်တော်တို့မှာခက်တာ license မရှိဘူးဒါအဲ့တော့ window license မရှိဘူးဆိုတော့ကျွန်တော်တို့ဘာလုပ်လို့ရလဲ next ကိုတော့တော့လို့မရအောင်ကျွန်တော်လုပ်စရာတစ်ခုပဲရှိတယ်ကျွန်တော်ကြော်ရမယ်ကျွန်တော် next ကိုတွက်ကြည့် next တော့လို့မရဆိုတော့ကျွန်တော်ဘာလုပ်ရမလဲဒီကောင်လေးကျွန်တော်တစ်ချက်နိုင်တယ်ပြီးရင်ကျွန်တော် connection ချက်ခိုင်းတယ်connection ချိန်ထားမှဆိုတော့တွဲတဲ့ခါလေး update နဲ့ကျွန်တော်သူ့မှာ official ပါလာမဲ့ update တဲ့ခါလေးတွဲလိုက်မယ်ဆိုတော့ကျွန်တော် connection ချိန်ကြည့်လိုက်မယ်နော်ဆိုတော့ Wi-Fi password ထုတ်လိုက်မယ် Wi-Fi password တောင်းတယ် Wi-Fi password ကမသိဘူး Wi-Fi password ကမသိတဲ့ခါကျတော့ Okay ကျွန်တော် Wi-Fi password လည်းထည့်ပြီးသားပြီဆိုတော့ Wi-Fi password လည်းထည့်ပြီးသားပြီဆိုတော့ကျွန်တော်ပြန်သွားမှာကျွန်တော် next ကိုသွားရမှာပေါ့နော် Okay ဆိုတော့
wifi connection လုပ်ကြည့် wifi လေး connect လုပ်တော့ဒီလောက်ကြာစိတ်တော့မရှိဘူး Okay wifi password ကမှားနေတယ်ကျွန်တော်ပါဆက်လောက်အဲ့တော့ကွာ wifi မတက်တော့ cancel တော့ကျွန်တော်ဒီတိုင်းမှာ skip လုပ်လိုက်ပဲဒီနေ့မှာ skip လုပ်လိုက်ပဲပြီးရင်ကျွန်တော်ဒီမှာဘာလို့လဲဆိုကျွန်တော်အရှိကိုရှိတိုင်းပဲတွားလိုက် Okay ကျွန်တော်ဒီနေရာရောက်လာပြီဆိုရင်ကျွန်တော် computer name ထည့်ရမှာပေါ့နော် computer name ထည့်ရမယ်ဆိုတော့ကျွန်တော်နာမည်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်အောက်မှာရှိရဲကျွန်တော်ဒီအောက်မှာရှိရဲဝေးဝေးလေးပြတယ်နော် next ကိုတွားလိုက်မှာကျွန်တော်နှိပ်လိုက်ပြီနော်အဲ့ပြီးပြီဆိုရင်ကျွန်တော်ဒါကိုတစ်ချက်တွားလိုက်မယ်ဒါကျွန်တော်Windows တင်တာမကြခင်ပြီးရမယ်အနေထားပါတော့ဒါပေမဲ့သူကဒီဥစ္စာလည်းခုအနေထားလဲတော်တော်ကြာလေးစောင့်ရတယ်ဒီကောင်လည်းကြာတယ်နော်ဒီကောင်ပြီးဖို့လည်းကြာတယ်ဒါကျွန်တော်ဗီဒီယိုမရတော့ဒီတိုင်းပဲပြီးရချီဆောင်Okay ဒါဆိုရင်ကျွန်တော်ရဲ့ Windows တင်နိုင်ရပြီးဆုံးသွားပြီပေါ့နော်ကျွန်တော်ရဲ့ဒီ desktop menu ကြီးကတော့ဒီလိုပုံစံမျိုးပေါ်လာပြီပေါ့နော်ဆိုတော့ကျွန်တော်အဓိကပြပေးတာလည်းကျွန်တော်ဒီ Windows တင်တဲ့နည်းကိုကျွန်တော်ပြပေးရဖြစ်တယ်ဆိုတော့ကျွန်တော် control ပြင်နိုင်အောင်တော့ကြည့်မယ်ကျွန်တော် control ပြင်နိုင်အောင်တွားတဲ့ခါကျရင်ဒီလိုပုံစံမျိုးပေါ်လာဒီလိုပုံစံမျိုးပေါ်လာဆိုကျွန်တော်ဘယ်လိုကြည့်ရမလဲဆိုတော့ဒီကောင်နဲ့ကြည့်ရမယ်အဲဆိုရင်ဒီလိုမျိုးတွေ့ရ Okay next ကျွန်တော်ဘာကြည့်ချင်လဲဆိုတော့ကျွန်တော်ရဲ့ laptop မှာဘယ်လို program တွေပါဆို program ရဲ့ feature ကိုတွားကြည့်ကျွန်တော်ကဒါပါ program မှာပါမလားဆိုတော့ဒါအဓိကကျွန်တော်တင်ပြပေးတာဒီ Windows ဘယ်လိုတင်လဲဆိုတာကိုကျွန်တော်ပြပေးတာဖြစ်တယ်ဆိုတော့မိတ်ဆွေတို့ကို Windows တင်တတ်မယ်လို့ညောင်းတဲ့ပါတယ်တကယ်လို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တည်ချင်တာရှင်းလဲမေးလို့ရတယ်ပေါ့နော်ကျွန်တော်အတတ်နိုင်ဆုံးလိုအပ်တဲ့ဗီဒီယိုတွေပါပြပေးရမယ်ဆိုတော့ကျွန်တော်ပြပေးပါမယ်ဆိုတော့Okay ကျွန်တော်မှာအသုံးပြုထားတဲ့memory speaker hard disk speaker ဒီလောက်ပဲပေါ့နော်ဒီကျွန်တော်80ပဲသုံးလိုက်တယ်နော် Okay ဒါဆိုရင်တော့ဒီဗီဒီယိုဖိုင်ကဒီလောက်ပဲပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်